ဆိုလိုက်ပါမာနသားထဲစထဲလွန်သာအာလာဝကမာနထံစွာညင်300လုံးပြမုံလေတာလက်နဲ့ဆွဲပြိုင်ပွဲသူပြုလာထင်တယ်လို့လဲဆိုဆဲပြူရာစိတ်တော်မပြည့်နှစ်သက်ကြည်သာသီခံစိတ်သုံးရွှင်ပြုံးမြဲနာတရားပြဆုံးမလေသည်သာအာယုံခြင်းလိုအလင်းပေါ်လာကျမ်းတမ်းမိုက်မှုစုစုကင်းကွာခန္ဓာဘာသို့ဝတ်တွားဝင်လာအခေါင်နှင့်အောင်ခြင်းမင်္ဂလာသာဓုခေါ်လိုက်သာဓုဧဝမေသုတံဧကံသမယံဘဂဝါသာဝဋ္ဌိယံဝိဟရတိဇေတဝနေအာနာထပိဏိကတအာရမေဧကံသမယံခါတပါးစီတုံးကဘဂဝါဘုန်းတော်6ပါးသခင်သဗ္ဗညုဘုရားရှင်ကိုရောမြတ်ကြီးသည်သာဝတိယံသာဝတိခေါ်တဲ့ရွှေမြို့တော်မှာအနာထပိဏိကသာအနာတပိန်ဂုံသိမ်ပြန်မွေးရှင်တထေဤဒေတာဝေနေဒေတွန်ခေါ်ကြောင်းတိုင်းတော်မှာဝိရတိယပထာလေးလီဖြင့်မြတ်ကြီးရွှင်ပြုံးသရင်သုံးကားဆံပေတော်မူခဲ့ပါပေသတည်းအလာဝကသုတ်တံတရားဒေသနာဖြစ်ပေါ်လာတဲ့အချိန်မှာဘုန်းတော်6ပါးသခင်သဗ္ဗညုဘုရားရှင်ကိုရောမြတ်ကသာဝတိပြမောဇေတုံခေါ်ကြောင်းတိုက်တော်မှာယပထလေးလီဖြင့်မြတ်ကြီးရွှင်ပြုံးသရင်သုံးဆံပေတော်မူနေရင်ကာကဖြစ်ပါတယ်။အိုးအလဝီပြည်ကြီးမှာအလဝီမင်းကြီးတဲ့တပတ်ကိုတစ်ခါဒီနေ့ခေတ်ခေါ်ရင်တော့တနင်္ဂနွေနေ့ပေါ့အဲ့ဒါတပတ်ကိုတစ်ခါတရက်တော်ကစားထွက်တယ်တဲ့နောက်ပါချွေရန်သင်းမင်းလေးနဲ့ရှိကရှင်းမရင်နေတော်တယ်မှာတော်ဒီတောင်းနေထဲမှာလူစုလူဝေးနဲ့တော်ကစားထွက်တယ်ဆိုတာဘာအဓိပ္ပာယ်လဲလို့ဆိုရင်သောရနိသေဒနာထံပတိရာဇနိသေဒနာထံဗျာယာမကရဏထံအကြောင်း3ခုသောရနိဝေဒနာထံသောရနိသေဒနာထံသပုံဓမြယံကိုတာမြင်ချင်းကြုံငါ၎င်းပတိရာဇနိသေဒနာထံတပါးသောမင်းတွေနေဇဒေသကိုကျူကျော်ဝင်အောင်ရှင်းမှတာမြင်ချင်းကြုံငါ၎င်းဗျာယာမကရဏထံစကိုလက်လှူရှားကျမ်းမာရေးကြုံငါ၎င်းတဲ့အကြောင်း3ခုကြောင့်ရှေ့ကဘယင်ကြီးတွေဟာတောကစားထွက်ကြတယ်သဘုံဓမြယံကိုတာမြင်ချင်းအကျိုးသောရနိသေဒနာထံဟာရှင်ဘယင်ကြီးနောက်ကခါတဲ့ချွေရန်သိမင်းနေနဲ့ထွက်တော်မူလာတယ်ဆိုရင်တုံတောင်သခိုးတွေဓမြတွေသဘုံတွေဟာကြောက်လန့်ပြီးတော့ဓမြတိုင်းမဲ့အစီအစဉ်တွေဖျက်ရတယ်ခိုးမဲ့အစီအစဉ်တွေဖျက်ရတယ်အဲ့ဒီလိုရံမျိုးကိုဟန်တားတဲ့အနေအားဖြင့်အလဝီမင်းကြီးကတပတ်ကိုတစ်ချိန်ကြတောကစားထွက်တယ်တဲ့နောက်တဲ့ကပฏิသာဇနိသေဒနာထံနေဇဒေသလုံခြုံရေးဒီမှာလို့ရှင်းချင်းလေးပြောရင်တော့
ရှင်မင်းကြီးကြွချီတော်မူလာပြီဆိုရင်နေသဒေသတွေမှာသဘုံထားမဲ့လူတွေကဟေးရှင်မင်းရောက်နေတဲ့နေသဒေသသဘုံမထားနဲ့အောင်ရှင်မင်းပြန်သွားမှသဘုံထားရင်ထားရှင်မင်းရှိနေတော့သဘုံထားလို့မဖြစ်ဘူးဆိုပြီးတော့အဲ့ဒါနေသဒေသလုံခြုံရေးအကျိုးငါ၎င်းနဲ့မင်းအရှိန်ဝါနဲ့နောက်တဲ့အခါဗျာရာမကရဏထံစကိုလှဲ့လှုပ်ရှားအာကစားပေါ့ကျမ်းမာရေးတော်တယ်မှာသမင်တွေဖမ်းမယ်ဆိုတော့တောင်းတွေတက်ရတယ်ကုန်းတွေဆင်းရတယ်ဒီလိုအတက်လိုက်ဆင်းလိုက်ပြေးလိုက်လွှားလိုက်သမင်ကရှေ့ရပြေးနောက်ကလိုက်ဆိုတော့ဘာဖြစ်လဲကျမ်းမာရေးကောင်းတယ်ပေါ့အဲ့ဒီအကျိုးငါ၎င်းတဲ့အာလဝီမင်းကြီးကတပတ်လျင်တရက်ကြနောက်ပါချွေရန်တင်းမင်းများနဲ့တောကစားထွက်သမင်ဖမ်းထွက်တယ်ဆိုလိုက်ကြပါစို့အဲ့ဒါနဲ့မင်းကြီးကတောထဲကိုဝင်ငနေကြတော့ပြောတယ်မူကြီးမရတွေကိုဟဲ့ကိုတာကိုလုံအောင်ပိတ်ကြသမင်တကောင်တွေ့မိအောင်ဖမ်းတော့အဲ့ဒါအုပ်စုဖွဲ့ပြီးတော့တောထဲဝင်သွားတောထဲဝင်သွားတဲ့အခါကျတော့အဲ့ဒါမရင်ကြီးတားထားတဲ့တာဘက်ကသမင်ကထွက်သွားရောအဲ့တော့ငိုကြီးမရတွေကဝိုင်းအော်တဲ့ရွှေသမင်ဘယ်ကထွက်မင်းကြီးတာကထွက်ဝိုင်းလှောင်တာနောက်ကနေပြီးတော့လူများတော့ဆရာကြီးလုပ်ပြီးတော့ဟဲ့ကောင်နဲ့မင်းတို့တာလုံအောင်တားကြကာကြနော်သမင်မထွက်စေနဲ့သူကြတော့သမင်လေးတကောင်တော်ကနိုင်အောင်မတားနိုင်ဘူးဒါကြောင့်နောက်ကမိုးကြီးမရတင်နာပတိသမင်လိုက်တဲ့အုပ်စုကဘာလုပ်လဲရွှေသမင်ဘယ်ကထွက်မင်းကြီးတာကထွက်နောက်ကနေအဲ့ဒီလိုတခါတည်းပြောတော့မင်းကြီးကရှက်သွားတယ်။ဩငါတာမလုံလို့ဒီသမင်ထွက်သွားတာ။အဲ့တော့ဒီသမင်ဘာမို့လို့တော့ဆိုပြီးတော့မင်းကြီးကပြေးတဲ့ရှေ့ကနေစွတ်ပြီးတော့လိုက်တအားကုန်ပြေးတဲ့အခါကျတော့နောက်ကလိုက်တဲ့အမတ်တွေကလည်းအဲ့ဒါနောက်ကသိပ်မလိုက်နိုင်ရင်တော့ဂိုင်မင်းကြီးသွားဟာနောက်ကတို့ဖြည်းဖြည်းလိုက်တာပေါ့ဆိုလိုက်ရင်နဲ့မင်းကြီးနဲ့နောက်ကမိုးကြီးမရသေနာပသိတွေနဲ့မျက်ခြေပြနှစ်ယူဒနာသုံးယူဒနာလောက်ဝေဝေရောက်တဲ့အခါကျတော့မျက်ခြေပြသွားတော့သမင်ကိုမှီလဲမှီတော့အလဝီမင်းကြီးကသမင်ပြစ်သမင်သေးသမင်လဲသေးလေးသူကတော့အဲ့ဒီသမင်ကိုကြည့်ပြီးတော့ဒီသမင်ဘယ်လိုလုပ်ခရကောင်းမလဲထားခရကောင်းမလားယူသွားရကောင်းမလားထားခဲ့ပြန်ရင်လည်းငါသမင်ကိုပြီးတယ်လို့ပြောယုံမှမဟုတ်ဘူးဂိုင်းဖြစ်ချင်ရဖြစ်သမင်ပေါင်သားနှစ်ဖက်တော့ထမ်းပြီးတော့ပြန်မယ်ဓမ္မငါသမင်မိတယ်ဆိုတာဟောကောင်းလေးယုံမှအဲ့ဒါနဲ့အာလဝီမင်းကြီးကပရိသတ်အဲ့ဒါသမင်ပေါင်သားနှစ်ဖက်ထမ်းပြီးတော့သမင်လိုက်ရလို့မောရာကတစ်မျိုးဒီသမင်ပေါင်သားနှစ်ဖက်ထမ်းပြီးတော့လာလို့ပင်မနေတာကတစ်မျိုးနဲ့တုတ်ချီနဲ့လာရင်ကနေပြီးတော့အဲ့ဒါညောင်မင်းကြီးတပင်အောက်ရောက်တော့အေးအဝါဒကောင်းတဲ့ညောင်မင်းကြီးတပင်အောက်ရောက်တော့အလဝီမင်းကြီးကကြိုက်ဟိုရှင်နာတော့အနာဖြေအောင်မှဘဲလို့ဆိုပြီးတော့အဲ့ဒီညောင်မင်းရိပ်ဝင်တယ်အဲ့ဒီညောင်မင်းမှာဘသူရှိတုံးလို့ဆိုတော့အာလာဝကဘလူရှိလဲပရိသတ်အာလဝကဘလူမင်းကြီးကအဲ့ဒီညောင်မင်းကြီးကိုအပိုင်စားထားရတာသူဗိမာန်ကြီးနဲ့သူနေတာအဲ့တော့ဘုန်းကြီးတို့ဒီနေရာမှာအာလဝကဘလူမင်းကြီးကိုဒီညောင်မင်းကြီးနဲ့ဒီညောင်မင်းအောက်ကိုရောက်လာတဲ့လူတွေစားဖို့လို့ဘယ်သူကအခွင့်အရေးပေးထားတာတုံးဆိုတော့ဝုသဝဏနမင်းကြီးလို့လည်းခေါ်တယ်ကုဝေရနမင်းကြီးလို့လည်းခေါ်တယ်ဘုန်းကြီးတို့ဟိုကျောင်းဝန်းထဲမှာရှိတယ်ဟိုနာတကွန်နိုင်ကြီးခေါင်းချောင်းသားကတကွန်နိုင်ကြီးအဲ့ကွန်နိုင်ကြီးမှာနတ်ယုတ်ကြီး၄ယုတ်ရှိတယ်အဲ့ဒီနတ်ယုတ်ကြီး၄ယုတ်ကအဲ့ဒါသတုလောကပါဠနမင်းကြီး၄ပါးလောကကြီးစောက်ရှောက်နေတဲ့နမင်းကြီး၄ပါးအဲ့နမင်းကြီးပါတဲ့မှာဟိုနတ်ကြီးတယောက်ကိုသွားကြည့်အဲ့ဒီမှာခေါင်းမှာဘလူးကောင်းကြီးဆောင်းတာဘလူးကောင်းဆောင်းတာအဲ့ဒါဝတ္တဝဏနမင်းကြီးဘလူးတွေတို့ရဲ့အချုပ်ဘုချုပ်ကြီးလို့နတ်ဘလူးကြီးတွေကိုအစိုးရတဲ့ဝတ္တဝဏနမင်းကြီးတဲ့အဲ့ဒီနမင်းကြီးကဟောဒီအာလာဝကကိုပိလို့ပြေးတဲ့အဲ့ဒါအပိုင်စားပေးတာဟောဒီညောင်မင်းကြီးမင်းပိုင်ညောင်မင်းအောက်ကိုညောင်မင်းရဲ့အဝန်းအဝိုင်ညောင်မင်းအရှိတ်အောက်ကိုဝင်လာတဲ့လူကိုမှစားအပြင်ကိုထွက်မစားနဲ့အဲ့ဒါမင်းအပိုင်စားပေးတယ်ဆိုပြီးတော့ဝဇဝဏနမင်းကြီးကအဲ့ဒါဘုန်းကြီးတို့အာလဝကဘလူးကြီးကိုအပိုင်စားပေးတာတော့အာလဝကကလည်းသူ့ဗိမာန်သူ့ညောင်မင်းကြီးအောက်ကိုဝင်လာတဲ့လူမှသူကစားရတယ်အပြင်ကိုထွက်စားခွင့်မရှိဘူး
ကံအားလျော်စွာပဲအာလဝီမင်းကြီးကလည်းဒါရီသူကဘာမှမသိထားတဲ့အခါကျတော့အဲ့ဒီညောင်မင်းအောက်ဝင်လာတော့အာလဝကကညောင်မင်းဘော်ကဆင်းလာပြီးတော့အာလဝကဘလို့အာလဝီမင်းကြီးခုတ်ခါတဲ့ကြိုက်ဆွဲပြီးတော့လာဟဲ့ငါအစာဖြစ်ပြီတော့ဘလူမြင်လဲမြင်ကောပရိသတ်ရဲ့အဲ့ဒီမှာတခါတည်းအာလဝီမင်းကြီးကလန့်ပြန်ပြီးတော့မသတ်ပါနဲ့ကျုပ်ဟာသမ္မာပုဂ္ဂိုလ်မဟုတ်ပါဘူးဟောဒီအာလဝီပြည်ကြီးကိုအစိုးရတဲ့အာလဝီမင်းကြီးပါအာလဝီမင်းတွေဘာလဝီမင်းတွေဘာမှမသိဘူးဒါကအပိုက်စားရတဲ့နေရာစားခွင့်ရှိတယ်စားမယ်ကျတော့ပရိသတ်အဲ့ဒီမှာအာလဝီမင်းကြီးကယာစပရိယေတဲ့မင်းတို့ရဲ့ပရိယေကိုသုံးတယ်ကောင်းပါပြီဘယ်လိုမင်းကြီးစားဆိုတော့လဲစားပေါ်လေနေုံကျုပ်ပြောအောင်မယ်ခင်ဗျာကျုပ်ကိုစားရင်အခုတစ်ထပ်ပဲခင်ဗျာစားရမယ်ကျုပ်ကဘယင်တော့ခင်ဗျာစဉ်းစားအဲ့တော့တိုင်းပြည်ထဲမှာလူတွေအများကြီးရှိတနေ့ကိုတယောက်ကြခင်ဗျာရှိကိုကျုပ်လွတ်ပေးမယ်နေ့တိုင်းခင်ဗျာရှိကိုကျုပ်လွတ်ပေးမယ်အဲ့ဒါခင်ဗျာနေ့တိုင်းစားရမှာကျုပ်ကိုစားရင်ခင်ဗျာတစ်ထပ်သေးကျုပ်တည်သွားရင်ပြီးတော့အဲ့တော့ကျုပ်တိုင်းတော်ပြီးတော့ပြမယ်တိုင်းတော်ပြီးတော့ကလူတွေကိုဟေးညောင်ဝင်ကြီးအောက်သွားပွဲတော်အုပ်သွားဖို့ဆိုလူလာမှခမညောင်ဝင်ကြီးဝင်လာနဲ့ခမဖမ်းစားဖို့ဆိုတော့အာလဝကဘလူကအဲ့ဒါလေးသူသဘောကျသွားတယ်ဟာဒီတိုင်းဆိုဆိုတထစားမှနဲ့တစ်သက်လုံးစားမှဟိုဟာနဲ့လဲပဲဆိုပြီးတော့အေးခမပြန်တော့ပြန်ပေါ့ဗျာခမကျုပ်တော့သိစိတ်မချဘူးသိချပါဘလူမင်းကြီးရဲ့မင်းမသစ္စာလူမဂတိဘာတယ်လဲပရိသတ်ကျုပ်သစ္စာရှိပါတယ်ဗျာကျုပ်ရှင်မင်းမှာသစ္စာရှိပါတယ်ကောင်းပြီအဲ့ဒါဆိုလို့ရှိရင်လည်းသင်မင်းကြီးကိုချမ်းသာပေးတယ်ဆိုပြီးတော့အဲ့ဒါပရိသတ်အာလဝီမင်းကြီးကလည်းကြောက်လန့်နဲ့အဲ့ဒါဒီနေ့လူတယောက်ပို့ပါမယ်လို့အာမခံပြီးတော့အာလဝီမင်းကြီးပြန်လာဟောသမင်ဖန်းတဲ့ဘွဲကနေပြီးတော့မဝင်သေးဘူးမြို့ရိုးကနေစောင့်နေတာမင်းကြီးပြန်မလာဘူးပြန်လာဟောသမင်သားတွေထမ်းပြန်လာတော့ဒိုမင်းကြီးပြန်လာပြီဟေးဟာမင်းကြီးဟာတော်တာပဲဟာသမင်ကိုမိအောင်ဖမ်းလာနိုင်တယ်ဟာဝန္တာအာရနဲ့အာလဝေမင်းကြီးကောင်းတဲ့င်းတွေပြောတော့လည်းပဲမင်းကြီးမျက်နာကပြုံးရွှေတယ်မရှိဘူးမျက်နာကကြီးကြီးလေးမရှိဘူးဒါနဲ့ဘာမှမပြောဘဲနဲ့နန်းတော်ထဲဝင်ပြီးတော့ပြေးနိုင်ဒီကိစ္စဘယ်သူကိုခေါ်ပြီးတော့တိုင်ပင်တော့လို့ဆိုတော့မြို့တော်ဝန်ကိုခေါ်တယ်တဲ့ဘယ်သူခေါ်လဲမြို့တော်ဝန်ဆိုတော့ဟိုတည်းကရှိအဲ့တော့ဘုန်းကြီးတို့ခုရန်ကုန်မြို့တော်ဝန်နဲ့မန္တလေးမြို့တော်ဝန်နဲ့မြို့တော်ဝန်တွေခန့်ထားတာဟိုဘယင်မြတ်လက်ထက်ကလည်းအဲ့ဒါမြို့တော်ဝန်ဆိုတာရှိတယ်အဲ့ဒါမြို့တော်ဝန်ကြီးတိတ်တိတ်ကလေးစစ်သားလေးနဲ့ခေါ်တော့မြို့တော်ဝန်ကြီးလာအဲ့ပြီးတော့ဒီမြို့တော်ဝန်ဆိုဒီမြို့မှာသူကြီးဆုံးပဲအဲ့ဒါနဲ့သူခေါ်ပြောတယ်ဒီလိုတော့ဖြစ်ပြီငါသမင်ဖန်းပြန်လာရဲနဲ့အဲ့ဒီညောင်မင်းအောက်ဝင်တာကွာဘလူးနဲ့တိုးလာအဲ့ဒါဘလူးကသူ့အရေးခိုးတယ်ဆိုပြီးတော့ဝဇ္ဇဝနာနာမင်းကြီးအပိုင်သားပေးထားတာအဲ့ဒါငါစားမလို့လုပ်တာမနဲ့တောင်းပန်ပြီးတော့ငါပြန်လာရတယ်ကွာမင်းကြီးဘလူးနီးနဲ့လွတ်လာတယ်လေတနေ့ကိုတယောက်ကြသင်ဘလူးမင်းထံကိုပို့ပါမယ်အဲ့ဒီလိုငါပြောခဲ့တယ်ကောင်းပြီအဲ့ဒါဆိုမင်းကြီးကိုမေးမရသေးဘူးအဲ့ဒီအာလဝကလို့ဘလူးမင်းကိုဘယ်နှရက်ပို့မယ်ဘယ်နှလပို့မယ်ဘယ်နှနှစ်ပို့မယ်လို့မင်းကြီးရက်တို့လတို့နှစ်တို့ကန့်သတ်ချက်ပေးခဲ့သလားဟာသွားပြီဟေးမပေးမိဘူးအဲ့ဒါမှားကွက်ပဲမင်းကြီးတကယ်ဆိုရင်တပတ်ပို့မယ်ဘယ်လိုတိကျပြောခဲ့ရမှာတစ်နှစ်ပို့မယ်ဒါတော့ပြောရမှာအခုမင်းကြီးကကြောက်လန့်နဲ့ပြန်လာပြီးတော့ဘယ်နှယောက်ပို့မယ်ဘယ်နှနှစ်ပို့မယ်ဘယ်နှရက်ပို့မယ်လို့ကာလအပိုင်းခြားကိုမင်းကြီးမထားခဲ့တဲ့အတွက်ကအဲ့ဒါမှားကွက်တစ်ခုပဲမင်းကြီးဘယ်နဲ့လောက်ကြမလဲရပါတယ်မပူပါနဲ့ကျွန်တော်မျိုးဆွေးခြင်းမှာပေါ့ဆိုပြီးတော့ပရိသတ်အဲ့ဒါရှင်မင်းကြီးကအေးစစ်စစ်နဲ့စံတော်မူပါဗျာဆိုပြီးတော့ပရိသတ်အဲ့ဒီမျိုးတော်ဘုံကဘယ်သွားတုံးလို့ဆိုတော့ထောင်ထဲသွားဘယ်သွားလဲထောင်ထဲမှာအကြီးဆုံးကဘယ်သူလဲထောင်မှုဘယ်သူလဲပရိသတ်ထောင်ထဲမှာထောင်မှုကြီးကအကြီးဆုံးဆိုတော့ထောင်မှုကြီးကလည်းမျိုးတော်ဝင်ကြွလာတယ်ဆိုတော့သူ့တဲ့အဆင့်မြင့်တာမျိုးတော်ဝင်ဆိုတော့မျိုးတော်ဝင်ကြီးကြွပါခင်ဗျာဘာကိစ္စများရှိပါသလဲထောင်မှုလာကဒီကိစ္စကတိုးပြောရမှာကြဲပြောလို့မရဘူးမှန်မှပြောပါဗျာ
အာလဝီမင်းကြီးဒီလိုပဲပြဿနာတက်တယ်အဲ့ဒီတော့မင်းငါပြောမယ်ထောင်ထဲမှာသေမိတ်ပေးထားတဲ့သေမိတ်တော့ကြထားပြီးတော့သို့တော်မတတ်ရသေးဘူးသေမိတ်ပေးထားတဲ့ရာဇဝတ်သားတွေရှိလားမှန်မှရှိပါတယ်ဗျာအဲ့ဒီကောင်တွေကိုပြောသေမိတ်ကနေလွတ်ချင်လားလို့မေးသေမိတ်ကနေလွတ်ချင်လားလို့မေးလွတ်ချင်တယ်ဆိုအပြင်ထုတ်ပြေတော့ပြီးတော့အဲ့ဒါပွဲတော်အောင်တအုပ်ကြိုင်ခိုင်းပြီးတော့နောက်ကအဆောက်2ယောက်3ယောက်နဲ့ညောင်မင်းအောက်မှာသွားပြီးတော့အဲ့ဒါဘလူနတ်စာသွားပြီးတော့နတ်တင်ရမယ်လို့ပြောဒါကတစ်ဖက်လက်နဲ့လှုပ်ထားတာအဲ့ဒါဟိုရောက်ရင်ဘယ်လိုဖြစ်လဲဟိုရောက်ဘလူသားမှာပေါ့ကွာအဲ့ဒါမျိုးတော်ဝန်နဲ့ထောင်မိုးနဲ့တိုင်ပင်ပြီးတော့ဘေးတိုက်ရင်မလုပ်ကြတော့ဆိုတော့အဲ့ဒီရာဇဝတ်သားတွေခေါ်ထုတ်ပါဟဲ့သေမိတ်ကြတာတဲ့ရာဇဝတ်သားတွေလွတ်ရှင်တဲ့ကောင်ဘယ်သူရှိလဲဟာကျွန်တော်လွတ်ပါမယ်သူလွတ်ပါမယ်ကျွန်တော်သူတို့ကဘာမှမသိဘူးဒီထောင်ထဲမှာလည်းသေရမှာပဲဘလူသားလည်းသေရမှာပဲဘေးသားအဲ့ဒီတော့ဒီအစီအစဉ်ကိုမသိတော့အဲ့ဒါမှလည်းရာဇဝတ်သားတွေကသူ့ထက်ကအလူရဲ့ထွက်လာတော့ဟေးတနေ့တယောက်ကြထွက်တနေ့တယောက်ကြထွက်ဆိုတော့ထွက်တော့ကရေမိုးသားရှင်ဆိုပြီးလို့ချင်းပွဲတော်အုပ်ထမ်းထိုင်ပြီးလို့ချင်းအဆောင်2ယောက်သွားလိုက်ဖို့အာလုံမျိုးပြင်ကညောင်မင်းကြီးအဲ့ဒီကောင်အဲ့ဒီမှာသားခဲ့လိုက်ကွာမင်းတို့ပြန်လာခဲ့တယ်ဆိုတော့အဲ့ဒါပွဲတော်အုပ်ကင်ပြီးတော့ညောင်မင်းအောက်ပွဲတော်အုပ်လေးချတယ်ညောင်မင်းစောင့်နေတဲ့နတ်ကြီးခင်ဗျာလာပြီးတော့ပူဇော်ပါတယ်ဆိုဘလူးကသိပင်မောကဆင်းလာပြီးတော့ခုတ်ဆိုးပြီးတော့ကြွနဲ့ပဲလော်စားတယ်လို့ဝါစားပလိုက်တာအဲ့ဒါကိုခုနတုန်းကလိုက်ပို့တဲ့မင်းချင်းယောက်ျားတွေကမြင်သွားရောသူတို့ကဟာအဲ့ပဲလေပြောတော့လေညောင်ဆောင်နှက်ကိုပူဇော်ရမယ်လို့ပြောတယ်ဘယ်နဲ့လက်ဆက်တတ်တော့ဘလူးသာလာတွေ့တာဟိုကောင်တော်ကောင်ကပြန်ပြေးတာပြန်ပြေးပြီးတော့ဗာလေခါမြို့ထဲမှာတူတူနဲ့ပြောကြတော့ပေါ့ဘယ်သားကြီးဘယ်လိုပြောလဲဟာဒီလိုပဲပေါ့အာလုံကြီးဘလူးကြီးမှအာလဝကဘလူးကြီးစားတယ်ပေါ့အာလုံမင်းကြီးဂရီကြောင့်ဒီလိုဖြစ်တယ်ပေါ့ဒါသူတို့ပြောကြတယ်ပေါ့တူပြောလိုက်ကြပါစို့အဲ့ဒါထောင်ထဲရောက်ကောင်တွေကမသိဘူးတယောက်ပြီးတယောက်သွားဖို့အဲ့လိုပို့ရင်ကနေပြီးတော့ဘေးသားရေဘယ်လိုဖြစ်လာတော့လို့ဆိုတဲ့အခါကျတော့ထောင်ထဲကသေမိတ်ကြတယ်လူတွေကုံသွားရောမရှိတော့သေမိတ်ကြတယ်လူတွေကုံသွားတော့မြို့တော်ကခေါင်းခဲပြန်တယ်ဘေးသားဘယ်နဲ့လို့ကကောင်းမလဲဟဲ့ထောင်မိုးကြီးကြံသေးလားကုံပါပြီဖေ။ဒါဘယ်နဲ့လို့ကြမလဲကဲငါဘရင်သွားလျှောက်အောင်မမထောင်ထဲကရာဇဝတ်သားတွေတော့ပုံပါပြီဖေဟာရှင်မင်းကြီးကလည်းနေ့အကန့်အသတ်ရက်အကန့်အသတ်မပေးခဲ့တာအဲ့ဒါဆိုးနေတာဖေဟာအဲ့ဒါဘယ်နဲ့လုပ်ကြမလဲကြံစားမအောင်မြို့တော်ဝန်ကြီးရဲ့ဆိုတော့ဘုရင်သားရဲ့အဲ့ဒါနဲ့မြို့တော်ဝန်ကဘယ်နဲ့စဉ်းစားလိုက်တုံးလို့ဆိုတော့မှန်ပါဖေဟာဒီလိုလုပ်ရင်ကောင်းမယ်ဘယ်လိုလုပ်မလဲရှင်မင်းကြီးရွှေထုတ်လိုက်ပါအေးထုတ်ပြီးသွားရောဟမ်းမှာရွှေ30သားဂရီပါအိတ်ကလေးနဲ့ထုတ်ပြီးတော့ဘာလုပ်လဲရွှေတို့ကိုလမ်းထဲသွားပစ်ချထားမှာဘာလို့ပစ်ချမှာရွှေတို့ဘယ်လောက်သားလဲ30သားဒုပရိသတ်မကောက်ရှင်ဘူးလားသွားမကောင်းနဲ့ဘလူးသာမိသွားမှာအဲ့ဒါရွှေ30သားထုတ်လေးထုံးပြီးတော့အဲ့ဒါချထားမယ်ဖေ။အဲ့ဒီရွှေတို့ကိုကောက်တာနဲ့သခိုးဆိုပြီးတော့မှမယ်နောက်ကနေစောင့်နေမယ်ပေါ့ဒီဥစ္စာကိုလုံးပုံကပရိသတ်ရေကိုယ့်အသက်တစ်ချောင်းသေဖို့လို့အသက်ပေါင်းမြောက်များစွာဟိုမှာရှေ့ကနေလမ်းခင်းပြီးတော့အလဝီမင်းကြီးလုတ်ပုံအဲ့ဒါနဲ့ဒီအကြံလည်းမဆိုးဘူးဆိုပြီးတော့ပရိသတ်ရေအဲ့ဒါရွှေတုပ်တွေတခါတည်းလမ်းနေတဲ့လိုက်ချအဲ့ရွှေတုပ်ချတဲ့နားမှာခြုံကိုပြီးတော့တခါတည်းရဲမဲ့အဆောက်တွေထားရွှေတုပ်ကောက်တာနဲ့သခိုးကွာဆိုဖမ်းဘာမှစစ်စစ်မင်းမရှိထောင်နေတဲ့သိမိတ်တခါတည်းတန်းချဘာမှစစ်မလို့အဲ့ဒါနဲ့ပထမ1ရက်2ရက်တော့ဟုတ်တာဗောမသိတဲ့လူကကောက်တာဗောသိတဲ့လူကကောက်မလားဘယ်ကောက်လိမ့်မလို့သိတဲ့လူကအဲ့ဒါနဲ့နောက်3ရက်မြောက်တဲ့နေ့ကျတော့ရွှေတုပ်တွေလိုက်ချတဲ့ဘယ်သူမှမကောက်တော့အဲ့ဒါဒီပရိသတ်ကြီးဘုန်းကြီးကအဲ့ဒီချိန်ကျခေါ်သွားခြင်းတာအဲ့ဒီအလုံးကြီးကိုဘာလို့မလို့လဲရွှေတုပ်ကောက်ဖို့လို့အဲ့ဒါခေါ်သွားခြင်းတာရွှေ30သားရနဲမှလို့အဲ့ဒါတခါနဲ့လိုက်ချတာကောက်မဲ့လူမရှိဘူးပရိသတ်ကြီးဖြစ်တာဟိုရွှေတို့ကောက်လို့တခိုးဆိုပြီးတော့မိတဲ့ကောင်လေးလေကုန်းပြီးအလုံးကြီးမင်းကြီးအလဝကမလို့သွားပြီးတော့ကျွေးရဒီရွှေတို့လိုက်ချတော့လည်းဘယ်သူမှမကောက်ဘူးအဲ့ဒီချိန်မှာပရိသတ်ရဲ့အလုံးကြီးတပြည်လုံးတကားဖွင့်အေးတဲ့ညဘက်ဆိုင်ကဲတောင်လူမခိုးဘူးလေ
ဘာလို့မဖိုးဘူးတဲ့ဒါကတော့အဖို့ပြောတာဘုရားလက်ထက်ကဆိုင်ကယ်ပဲရှိနေမလို့အခုဆိုင်ကယ်တွေခဏခဏခိုးနေလို့ဘုန်းကသတိရတယ်အဲ့ဒါတို့ဘကိုးမျိုးအလုံးကြီးဖြစ်ဖို့ကောင်းတယ်အာလဝကဘလူဘကိုးခဏခေါ်ထားဖို့ကောင်းတယ်တော့ကြဟိုနာဆိုင်ကယ်ပြောက်ပြန်ပြီဒီနာဘာပြောက်ပြန်ပြီခဏခဏအဲ့ဒါတကားပွင့်အိတ်မလေးထမိန်စုပ်တစ်ထည်မပြောက်ဘူးတဲ့မခိုးရင်းတာအဲ့ဒါနဲ့မျိုးတော်ဝန်ကစိတ်ညစ်ပြန်တော့ပြိတ္တကြီးဒုက္ခပဲဒီလိုလှုပ်လဲခိုးမဲ့လို့မရှိဘူးဆိုတော့ဂိုင်းဒီကိစ္စကတော့ရှင်မရင်နဲ့ငါနဲ့နှစ်ယောက်တည်းတိုင်ပင်နေလို့မဖြစ်ဘူးညီလာခံခေါ်ရမယ်မလုပ်ရမယ်တဲ့ညီလာခံဆိုတော့မူကြီးမယာတေနာပတိအကုန်လုံးအဲ့ဒီနဲ့ညီလာခံခေါ်ညီလာခံဖိတ်စာရောက်အကုန်လုံးညီလာခံတက်စီဝဝတက်ညီလာခံစီဝဝတက်တဲ့ခါကျတော့အဲ့ဒီညီလာခံမှာဒီပြဿနာကြီးကိုထုတ်ပြောပြတယ်ဒီလိုဖြစ်တယ်ခြေပိုင်းမှာဘယ်သူမှမသိအောင်လို့ငါတို့အမျိုးမျိုးလုပ်ပြီးပြီရာဇဝတ်သားတွေတတ်တယ်ရွှေထုတ်ချတယ်အရှင်မရင်နဲ့ငါနဲ့တိုင်ပင်ပြီးတော့လုပ်တဲ့ကိစ္စဒါပြီးသွားပြီအခုဒီပြဿနာကြီးမအေးဘူးအာလဝကဘလူမင်းကြီးကိုနေ့တိုင်းလူပို့နေရတယ်အဲ့ဒါဘယ်နဲ့လုပ်ကြမလဲအမကြီးတွေကြံပေးကြသားမအောင်ဆိုပြီးတော့အဲ့ဒါညီလာခံခေါ်တော့ပရိသတ်ကြီးအမကြီးတယောက်ကလက်အုပ်လေးစီလို့ထပြောတယ်မှန်မှဘုန်းတော်ကြောင့်ဘုရားကျွန်တော်မျိုးလျှောက်တင်ပါရစေကဲတင်သားမအောင်မကြီးရဲ့မှန်မှလောကထဲမှာရှိနေတဲ့အဖိုးတွေအဖွားတွေဟာလူအိုတွေဟာလူဖိုးတွေပါဗျာတဲ့ဂိုက်သေးရောလူအိုတွေရပါတယ်တဲ့လူဖိုးတွေပါဗျာတဲ့အဲ့တော့ကိုကလည်းမှတ်ထားတော့ဓမ္မကြီးတွေတက်ကြီးတဲ့ပုဂ္ဂိုလ်တွေပြောတာပါအဲ့ဒါလူဖိုးတွေပါဗျာအလကားသက်သက်သေမိတ်ရက်ကိုထမင်းစားပြီးစောင့်နေတာဗျာစီးပွားရေးလည်းမချနိုင်ဘူးလူမှုရေးလည်းတို့ဘာမှမလုပ်နိုင်တော့ဘူးမင်္ဂလာဆောင်အလူသွားပါဆိုတော့လေသွားလို့အဆင်မပြေတော့ဘူးတုံတုံကြီးကြီးနဲ့မို့လို့မင်္ဂလာဆောင်သွားလဲလူငယ်တွေပဲလူမှုရေးလုပ်လဲလူငယ်တွေပဲစီးပွားရေးလုပ်လဲလူငယ်တွေပဲအဲ့ဒါတို့ကအိမ်ပေါ်မှာနေပြီးတော့ပြစ်တောင်းနဲ့လုပ်နေတာဘုမကြီးပြောတာတော့ကိုပြောတာမဟုတ်ဘူးအဲ့ဒါလူဘိုးတွေပါဗျာအဲ့ဒီလူအိုတွေဟာအဲ့ဒါကြောင့်မို့လို့အဲ့ဒီလူအိုတွေကိုတနေ့တယောက်ကြအာလဝကဘလူမင်းစာကျွေးတင်ပါတယ်ဗျာအမကြီးကအဆိုတင်သွင်းရောပရိသတ်ကြီးမကြီးကဆိုတင်သွင်းတဲ့အခါကျတော့ဒုက္ခပဲအဖိုးတွေအဖွားတွေအမေတို့အဖေတို့ကိုဘလူးသားကျွေးရမယ်ဆိုတော့ဒါလည်းသိမဟုတ်ဘူးထင်တယ်အမကြီးတိုးနဲ့သူတို့ဖြစ်နေကြပြီပရိသတ်ကြီးထောက်ခံကောင်းမလားကန့်ကွက်ရကောင်းမလားနဲ့အဲ့တော့ဘုန်းကြီးတို့မင်းသားပေါင်းတော်ကောင်းတို့လောကကြီးထဲမှာလူကြီးနဲ့လူငယ်လူကြီးများများရှိတာကောင်းသလားလူငယ်များများရှိတာကောင်းသလားလို့ဘုန်းကြီးကမေးတော့လူကြီးတွေကမပြေလေလူကြီးများများရှိတာကောင်းပါတယ်ခင်ဗျာအဲ့တော့လူငယ်တွေကလည်းပြောမှာမဟဲ့ငါတို့ဘလူးသာမကြွေးနဲ့လူငယ်များများရှိတာကောင်းပါတယ်ခင်ဗျာလို့သူတို့ကပြောမှာပေါ့လူငယ်တွေရှိမှစီးပွားရေးရှာနိုင်မယ်ကဲတိုက်ရေးပြည်ရေးလုပ်နိုင်မယ်လူမှုရေးလုပ်နိုင်မယ်လူငယ်တွေရှိမှဟိုအမကြီးပြောသလိုဆိုလူကြီးကဒါလူပုံဖြစ်သွားပြီအဲ့တော့ဒီနေရာမှာဘုန်းကြီးကတရားပွဲသိမ့်ကျင်တယ်အဲ့ဒါကိုယ့်ကိုအိမ်ကြတော့မှကိုယ့်ကိုမေးကြည့်ဟေးငါတို့ရှိတာကောင်းလားနင်တို့ရှိတာကောင်းလားသားသမီးတွေခေါ်ပြီးတော့လေဒီတရားဝဲသိပြီးဒီနေရာလေးခြံလာကအတော်ပဲအဲ့ဒါပြန်သွားကောက်ဖို့မေးကြဟေးလာအောင်ဘုန်းကြီးဦးတေတော်တရားဟောလိုက်တယ်အာလဝကဘလူးကျွေးတဲ့အခါမှာအခုလူကြီးနဲ့လူငယ်နဲ့အခုရွေးပြီခုသားသမီးတွေပြန်ပြီးမေးကြည့်သားမှာသားသမီး10ယောက်10ယောက်လုံးခေါ်လာကြသားတို့သမီးတို့အခုချိန်မှများအာလဝကဘလူးမင်းကိုအာလဝီပြီးကနေပြီးတော့သွားဆက်ရမယ်ဆိုငါသွားမလားနင်တို့သွားမလားလို့မေးကြည့်အိမ်မှာဘယ်သူလွတ်မယ်ဖြစ်လဲဟောသိတာပဲဒါကြတော့လည်းမသိဘူးအောင်းမေးနေတာအမေတို့ကအသက်ကြီးပြီအမေတို့ပဲဘလူးသားခံလိုက်အမေတို့ကအတွေ့အကြုံတွေရထားပြီးပြီစဉ်းစားကြည့်တော့ဘုန်းကြီးတို့မရတာအဲ့ဒါမရောရင်အိမ်ပြန်ရင်လောက်ကြည့်သားမှလက်တွေလေးစမ်းကြည့်သားမှဘယ်လိုပြောကြမှာတော့လို့ကိုတုံးဖို့မှာဘုရားဘာအောင်မေးတယ်လို့အဲ့ဒါနဲ့လူကြီးနဲ့လူငယ်တရားနာထောင်ဘုရားလူငယ်တွေကတော့ပြောမှာပေါ့ဟာတို့ရှိမှစီးပွားရေးအစီအပြေမှာတို့ကစီးပွားရှာနိုင်တဲ့အရွယ်ပဲအမေတို့ဖေတို့ကအိုးကြီးပဲအဲ့တော့စီးပွားရေးကလူမှုရေးလုပ်ငန်းတွေက
တို့လုံနိုင်တာတက်ကြီးတဲ့ပုဂ္ဂိုလ်တွေကလူအိုတွေဘာမှမလုံနိုင်တော့ဘူးလို့ဒီလိုတို့ပြောကောင်းပြောလိုက်မယ်တဲ့လူကြီးပဲဖြစ်ဖြစ်သေဒနာတော်လူငယ်ပဲဖြစ်ဖြစ်သူတော်ကောင်းတရားများများတီလေလောကကြီးအေးချမ်းလေပဲတဲ့လူကြီးလူငယ်ဟာအဓိကမဟုတ်ဘူးဘုရားလူကြီးပဲဖြစ်ဖြစ်လူငယ်ပဲဖြစ်ဖြစ်မိမိတို့ရဲ့တန်တမ်းမှာသူတော်ကောင်းတရားတွေတည်နေကိန်းဝတ်နေရင်အဲ့ဒီမိသားစုအဲ့ဒီအိမ်အဲ့ဒီမြို့အဲ့ဒီရွာအဲ့ဒီတိုင်းပြည်အဲ့ဒီကမ္ဘာအေးချမ်းတယ်တဲ့ဟုတ်လားမဟုတ်လားလက်တွေ့ကြည့်ရအောင်ဘုန်းကြီးတို့လူကြီးတွေဟာမနေ့မိုးလင်းလာတာနဲ့အဖိုးတို့ဘွားတို့အမေတို့ဖေတို့မလုပ်လဲမနေ့မိုးလင်းလာတာနဲ့ဆွမ်းတော်တင်တယ်ဘုရားရှိခိုးတယ်ပရိစိတ်တယ်ပရိမေတ္တာဘာဝနာရွတ်တယ်မေတ္တာပို့တယ်ညာလဲဒီတိုင်းပဲအမေတို့ဖေတို့ဘိုးတို့ဘွားတို့ဘာလို့လဲဘုရားရှိခိုးတယ်ပရိစိတ်တယ်မေတ္တာပို့တယ်ပရိဘာဝနာရွတ်တယ်ဘာဝနာတရားတွေအထုတ်တယ်ဥပုသ်ဆောင်တယ်တရားနာအဲ့တော့ဘုန်းကြီးတို့မြင်တာပေါင်းတော်ကောင်းတို့ဒီဝရဝုဒ္ဓိအရွယ်အားဖြင့်ကြီးကုန်သောမိအိုဖအိုဘိုးဘွားတို့သည်နေ့တိုင်းနေ့တိုင်းအိမ်မှာမေတ္တာတွေပို့ဆွမ်းတော်တွေကပရိပဋ္ဌာန်းတွေရွတ်နေရင်အမြဝေနေရင်ကျေးဇီးတန်လေးကြားနေရင်အဲ့ဒီအိမ်အဲ့ဒီရက်ွက်အဲ့ဒီမြို့အဲ့ဒီတိုင်းပြည်အန္တရာယ်ကင်းတယ်တဲ့။ဘာကင်းတယ်တဲ့အန္တရာယ်ကင်းတယ်အန္တရာယ်ကင်းတယ်အိမ်လည်းစက်တရေရှိတယ်မနေ့မိုးလင်းလာတဲ့ကျေးဇီးတန်လေးကြားတယ်နှောင်းဒူးကျေးဇီးတန်လေးကိုတာယာပါတာယာဘုန်းကြီးခဏခဏပြောဖို့တယ်ကျေးဆိုတာအေးဓာတ်ပဲအောက်မှာကျေးဇူးရှိတယ်ပါနဲ့သွားကကြီးအေးနေတာကျေးဆိုတာအေးဓာတ်ပဲဒါကြောင့်မနေ့မိုးလင်းလာတဲ့ကိုယ့်အိမ်မှာဘာတန်ကြားရမလဲဘုရားရှိခိုးတန်ကြားရမယ်မေတ္တာပို့တန်ကြားရမယ်ကျေးဇူးတန်ကြားရမယ်အမျှဝေတန်ကြားရမယ်အိမ်လည်းစက်တရေရှိတယ်လူတွေလည်းစက်တရေရှိတယ်မနေ့မိုးလင်းလာတဲ့ဟဲ့ဘယ်သူရဲ့ဘာဖြစ်တယ်ကြပြည့်ဒီနေ့ဘာရတော့ထိတ်စီရဘာလဲနောက်ပိတ်ကဘာလဲဟဲ့အဲ့ဒါတွေဆိုရင်တော့စက်တရေလည်းမရှိဘူးဘုရားသားရဲ့အိမ်ဟာအဲ့တော့ဘာလို့ရမလဲအဖိုးတို့ဘွားတို့အမေတို့ဖေတို့ကလည်းကိုယ့်အိမ်ကိုစက်တရေရှိအောင်ဘာလို့လဲမနေ့မိုးလင်းစောတော်တာဘုရားရှိခိုးပရိစိတ်မေတ္တာဖို့ကျေးဇူးတန်နဲ့အမျှဝေသန်နဲ့ဒီလိုနေရတာဘေးကင်းတဲ့ရန်ရှင်းတဲ့အန္တရာယ်ကင်းတဲ့ဘုရားအဲ့ဒီလုပ်ငန်းကိုလူငယ်တွေမလုပ်နိုင်ဘူးလုပ်နိုင်သလားမလုံနိုင်ဘူးအချိန်ပေးပြီးတော့မလုံနိုင်ဘူးသူတို့ကစီးပွားရှာသမားဟုတ်ဒါကြောင့်တိုင်းပြည်မှာလူအိုတွေရှိတာအိမ်တအိမ်မှာမိအိုဖအိုရှိတာစက်တရေရှိတယ်တဲ့ဘုန်းကြီးတို့ကျောင်းနေလဲအတူတူပဲကျောင်းနေမှာဆရာတော်ကြီးတစ်ပါးရှိရင်တိတ်စက်တရေရှိတာကျောင်းဟာဆရာတော်ကြီးတစ်ပါးကတတ်တော်80ကျော်80ကျော်ဆရာတော်ကြီးတစ်ပါးကရှိရင်အဲ့ဒီကျောင်းဟာတိတ်စက်တရေရှိတာပဲတဲ့ဟိုလူငယ်တွေကြီးနေတဲ့အခါကျတော့တမျိုးပေါ်မျက်စိထဲမှာမြင်ရတာဒကာတော်မတွေကကိုယ်စီမျက်စိထဲအမြင်မတော်တာတွေ့ရင်လည်းတွေ့ပဲပေါ့အဲ့လိုရှေ့ကနေပြီးတော့မတတ်တော်ကြီးဝါတော်ကြီးဆရာတော်ကြီးတစ်ပါးကရှေ့ကနေမရက်နေရင်အဲ့ဒီနောက်ကလူငယ်တွေတောင်းတောင်းလှုပ်တာလေးတွေအဲ့ဆရာတော်ကြီးအချိန်နဲ့ပျောက်သွားပုံသူကဒါကြောင့်အိမ်ပဲဖြစ်ဖြစ်ကျောင်းပဲဖြစ်ဖြစ်ကျောင်းဆိုရင်ဘုန်းကြီးအိုပေါ့ဆရာတော်ကြီးပေါ့အိမ်ဆိုရင်လည်းမိအိုဖအိုဘိုးအဖွားတို့ရှိတာအိမ်ရဲ့စက်တရေပဲတဲ့အဲ့ဒီအိမ်ဘေးကင်းပါတယ်ရန်ရှင်းပါတယ်တို့တော့အဖိုးတို့ဘာတို့ကလည်းမလုပ်ရမလဲအဲ့လိုခုနကတော့ဘုန်းကြီးပြောသလိုပေါ့ပရိမေတ္တာတွေဘာဝနာတွေပွားမေတ္တာတွေဘာတွေပို့ဒီလိုသူကလှုပ်ပေးရအဲ့ဒါနဲ့ဒီလိုတွေးမိပြီးတော့အမကြီးတယောက်ကထားပြီးတော့ကန့်ကွက်တဲ့သဘောမတူပါဘူးခင်ဗျာမကြီးတယောက်ကထားပြီးတော့ကန့်ကွက်တယ်အဲ့ဒါနဲ့ရှင်မင်းကြီးကဟဲ့ဟိုအမကြီးပြောတာဟုတ်တာပဲအဖိုးအဖွားဆိုတာဒါလူဘိုးတွေပဲကွာသူတို့သေကန်နီးနေပြီပဲအဲ့တော့မထူးဘူးသေမဲ့တူတူခုသေလဲသေရမှာပဲနောက်သေလဲသေရမှာပဲအဲ့တော့ဒါမင်းကဘာလို့ကောက်ွက်တာလဲအလဝီမင်းကြီးကအဲ့တော့သူကအကျိုးအကြောင်းလေးပြောပြညတ်တော်မင်းကြီးအဖိုးတို့အဖွားတို့အမေတို့ဖေတို့လူဦးတွေကိုတတ်မယ်ဆိုရင်ဘလူးသာကျွေးမယ်ဆိုရင်သူ့သားသမီးတွေသူ့မြေးတွေမြစ်တွေကဘယ်ခံနိုင်မလဲသူတို့အမေသူတို့အဖေသူတို့အဖိုးအဖွားကိုအိယာပေါ်မှာတက်တောင့်တက်တာနဲ့ပဲသိစေခြင်းမှာပေါ့ဟိုဘလူးရှိမှသွားပြီးတော့ပဲတော်စားသလိုကြွတ်ဝါစားတာခံရရင်ဘယ်သူကကျင်ရမလဲမင်းကြီးဒါလေးလဲစဉ်းစားပြပါဦးအသက်ကြီးမှအေးဆေးဆေးမတရားပဲနဲ့ဘလူးစားခံပြီးတော့သိရမယ်ဆိုရင်
တိုင်းပြည်ဆူလာနိုင်တယ်နော်တိုင်းပြည်ဆူရင်မင်းကြီးဘယ်လိုလုပ်မလဲအကုန်လုံးဆန္ဒတွေဝိုင်းပြကိုရင်ဘယ်လိုလုပ်မလဲပြည်သူအမင်းမလွန်ဆန်နိုင်လို့ဆိုတဲ့အတိုင်းတန်ခါအဖျားမလွန်ဆန်နိုင်တဲ့ဘုန်းကြီးတို့သာသနာမှာလည်းရှိတယ်တန်ခါအဖျားမလွန်ဆန်နိုင်ဘူးအဲ့တော့ဘယ်လိုလုပ်မလဲအဲ့လိုဆိုရင်ကြိုက်သူ့သားသမီးတွေသူ့မြေးတွေမြစ်တွေကမကျေနပ်လို့ဆူညံဆူညံပူညံပူညံဖြစ်နေမင်းကြီးဘယ်လိုလုပ်မလဲအဲ့ဒီပြဿနာဘယ်လိုရှင်းမလဲဆိုတဲ့အခါကျတော့ဒီအမကြီးတင်ပြတာလဲဟုတ်တုတ်ပဲအဲ့ဒါစီဝေးကညင်သွားပြန်အဖေကမထွက်အဲ့ဒါနဲ့ဟိုတောက်ကအမကြီးတယောက်ကထားရတယ်မမဖေရကျွန်တော်မျိုးရှောင်းတင်နေရရှိပါတယ်ဗျာကဲရှောင်းတင်တာအမကြီးပါရှောင်းတင်မလဲမမဘုံတော်ကြောင့်မွေးဖွားပြီးကစားတလအရွယ်နှစ်လအရွယ်ခလေးတွေကိုဘလူးသာကျွေးတင်ပါတယ်ဖေဟာဟိုသူကခလေးပဲလှည့်သွားတယ်ပဲလှည့်သွားတယ်အဲ့ဒါနဲ့အာလဝီမင်းကြီးကမေးတယ်အမကြီးကဘာဖြစ်လို့ဒီမွေးကစားခလေးတလအရွယ်နှစ်လအရွယ်တွေကိုဘလူးသာကျွေးတင်တယ်လို့အမကြီးတင်ပြတာလဲအမကြီးခိုင်ခိုင်လုံလုံပြောပါမမမင်းကြီးစဉ်းစားတော်မူပါဖေမွေးကာသခလေးဆိုတာအမေဆိုတာလည်းမသိဘူးအဖေဆိုတာလည်းမသိသေးဘူးအကိုလည်းမသိသေးဘူးအမလည်းမသိသေးဘူးအိုးမမသိအိမ်မမသိရွှေမမသိသူ့နာမည်တော့နာမည်မမှတ်ရသေးဘူးဒါကြောင့်မို့လို့ဒီခလေးကတန်ရောစဉ်နဲတယ်တဲ့ဘာနဲတယ်တဲ့တွေ့တာမှုနဲတယ်ဟိုအဖိုးတို့ဘွားတို့ဆိုတာကတော့တွေ့တာမှုများတယ်များသလားမများဘူးလားငါမီးလေးချစ်လိုက်တာတွေ့တာငါမီးလေးချစ်လိုက်တာတွေ့တာဘုန်းကြီးကတရားတစ်ခုတည်းမှာတခါဟောဘူးတယ်အဲ့ဒါအဖိုးတို့အဖွားတို့ကဘာနဲ့တူတုံးဆိုရင်တန်လိုက်တုံးနဲ့တူတယ်လို့ဘာနဲ့တူလဲတန်လိုက်တုံးကြီးကသူ့နာကိုသွားတဲ့တန်သူတန်စားဘာလုပ်လဲဆွဲကတ်ဘာလုပ်တာလဲပရိသတ်ဒီတိုင်းပဲလေအဖိုးတို့ဘာတို့လဲတန်လိုက်တုံးကြီးဆိုတော့မြည်လေးအရှိရဖတ်တယ်မြည်လေးဘာမှရှိလာပါအောင်တန်လိုက်တုံးကြီးကလမ်းခေါ်အဲ့တော့ဟိုကပြေးလာတယ်ပေါင်မတက်ထိုင်တယ်ငါမီးလေးဖောင်းမနဲ့မတွေ့တာကြာပြီတန်လိုက်တုံးကြီးတန်ရောစဉ်ကအဲ့လိုသူကမြည်တန်ရောစဉ်ရှိတယ်ပစ္စည်းတန်ရောစဉ်ရှိတယ်သားသမီးတန်ရောစဉ်ရှိတယ်အဲ့တော့ဟိုမွေးခါစခလေးဆိုတာအမေတန်ရောစဉ်လည်းမရှိသေးဘူးအဖေတန်ရောစဉ်လည်းမရှိသေးဘူးသူ့နာမည်တော်သူဘယ်သူမှမသိသေးဘူးအဲ့တော့စိတ်ရွှေငွေကြောက်တံပရမယဒီတန်ရောစဉ်ဘာတစ်ခုမှမရှိဘူးအဲ့တော့တန်ရောစဉ်ကင်းတဲ့တန်ရောစဉ်နဲတဲ့ခလေးတွေကိုဘလူးစာကျွေးတင်ပါတယ်ဗျာအသိဉာဏ်အမတန်နုနယ်နေတဲ့ခလေးဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ခလေးကျွေးတင်ပါလေဆိုတဲ့အခါကျတော့သူကပရိသတ်ရဲ့အဲ့ဒီလိုရက်နဲ့လက်နဲ့ထောက်ခံပြလိုက်တော့အလုံးရှိဝေးဝဲတက်လာတဲ့အမကြီးတွေကအလုံးသဘောတူတယ်ဒီအဆိုအလုံးတစ်ပြိုင်တည်းအတည်ပြုတယ်ဆိုတော့အဖြေကဘာထွက်သွားလဲခလေးကိုသွားကျွေးရမယ်ဘယ်သူကျွေးရမလဲခလေးသွားကျွေးရအဲ့တော့ဘာလုပ်လဲရက်ွက်လူကြီးတွေကြီးစာပုတ်ဒီလိုရက်ွက်ထဲမှာခလေးမွေးရင်လာပြောနန်းတော့ရက်ွက်ထဲမှာအမိသာထုတ်ထားဒီအိမ်ကအမျိုးသမီးခလေးမွေးတယ်ဆိုရက်ွက်မှာလာပြီးတော့သကောင်စရင်တိုင်သကောင်စရင်ဆိုတာအဲ့ဒီကပေါ်လာတာပဲသားလာတိုင်တာဘာလို့တော့ခလေးစရင်ယူပြီးတော့ဒီခလေးတစ်နေ့တယောက်သွားသွားကျွေးမှာကိုဒီအလဝကဘလူးအဲ့ဒါနဲ့ခလေးတွေအယောက်20အစိတ်လောက်တော့အငိုက်မိသွားတယ်ထင်တယ်ပရိသတ်ကြီးတို့လျှို့ဝဲလောက်ထားတဲ့ကိစ္စဆိုတော့ရက်ွက်လူကြီးကစရဲလာပေးဆိုတော့နှုတ်မုံများရမလားလို့ဆိုပြီးတော့ကလေးမွေးတဲ့အမေကလည်းဟဲ့ကောင်မရဲ့ငါမီးတွင်နဲ့မထနိုင်လို့ငါသားလေးနာမည်သရင်တပ်ပိတ်လိုက်သမ်းပါအေးဘလူးသားခံမှမသိဘူးနှုတ်မုံရမလို့အနှိရမလို့နဲ့သူထင်ပြီးတော့စရင်သွားပြီးတယ်ညနေကျအဲ့ဒီကလေးလာဆွဲချသွားတာမနေ့ကျသွားပို့တာအဲ့လိုနဲ့အယောက်20အစိတ်လောက်တော့ပါသွားတယ်ကလေးတွေနောင်တော့ဟာဘလူးသာကျွေးတာပဲဆိုတော့ပရိသတ်ရဲ့အဲ့ဒီအာလဝီပြည်မှာရှိတဲ့ကိုဝန်ဆောင်အမျိုးသမီးတွေကိုဝန်4-5-6လရလာပြီဆိုအထောက်နဲ့ပြေရောပရိသတ်ရဲ့ဟိုးတာဝတိတို့ရာဇကြိုတို့တာကေတတို့ကောတံပြီးတော့အဝေးကြီးမှာသွားပြီးတော့ခလေးသွားမျက်နှာသွားမြင်ဘာဖြစ်လို့လဲဒီမှာမျက်နှာမြင်ရင်ဒီကလေးဘလူးသာကျွေးမှာဟုတ်အဲ့ဒီတော့တမျိုးလုံးပရိသတ်ရဲ့ကိုဝန်ဆောင်မိန်းမတွေလည်းတရားမှမရှိတော့ဘူးဘုံလုံးတစ်ခါတော့ပြေးကုန်အေးကုန်တော့ဘယ်လိုလုပ်မလဲဒီတိုင်းဆိုရင်တော့ခ
ကလေးငယ်တွေလည်းမရှိတော့ဘူးကလေးငယ်မရှိတာဟိုကိုယ်ပေါ်ဆောင်မျိုးသမီးတွေပြေးလို့ကလေးငယ်ကမရှိတာဟိုတော့ဒီပြဿနာတခါညီလာခံရောက်လာပြန်ရောက်လာတော့မင်းကြီးဘယ်လိုလုပ်ကြမလဲမနေ့ပြင်ကတရက်ပဲရှိတော့တယ်မနေ့ပြင်ကတရက်ဆိုလို့ရှိရင်အဲ့ဒါကုန်းပြီးရှိတဲ့ကလေးလည်းဖမ်းလာတာလေဟေးအဲ့ဒီမွေးကင်းသားကလေးတွေတိုင်းပြည်တဲ့ဘယ်လိုမှရှာလို့မရတော့ဘူးလားမရတော့ပါဘူးမင်းကြီးမြို့ထဲမှာကလေးတွေတော့ကုန်ပါပြီမြို့ထဲကုန်ရင်နန်းတော်ထဲလှည့်ရှာဒီရှင်မင်းကြီးတရားမျှတတယ်ပြေးသားမြို့ထဲမှာကုန်ရင်နန်းတော်ထဲလှည့်ရှာဘယ်ဝင်ကြီးကတော့ကလေးမွေးထားတာရှိတယ်လေသွားမြို့ထဲလှည့်ရှာမြို့ထဲမရှိနန်းတော်ထဲလှည့်ရှာဆိုနန်းတော်ထဲတိန်တက်စင်းနန်းတော်ထဲတခါတော့ဝင်ရှာရင်ကနေနန်းဆောင်ထဲရောက်သွားတော့ရှာလဲရှာအာလဝီမင်းကြီးရဲ့မြောက်နန်းဆောင်မိဖုရားကအဲ့ဒီတည်းညကလေးမျက်နှာမြင်ထားတယ်တိုက်ဆိုင်ပရိသတ်ဒါနဲ့ဘယင်ကမွေးတယ်ဘယင်သွေးဆိုတော့ရမ်းပြီးမဖမ်းရဘူးဒါနဲ့သွားလျှောက်တယ်အာလဝီမင်းကြီးကိုမြတ်တော်မင်းကြီးခလေးတော့တွေ့ပါပြီတွေ့မြန်ဖမ်းလုံးပလီနဲ့ကိုတော့သားဟင်ငါသားလားဟုတ်တယ်ဘယ်သူကမွေးတာလဲမြောက်နန်းဆောင်မိဖုရားကြီးကမွေးတာပဲဩအေးကဲရှင်မရင်တို့မြည်ဒီမှာကြောကသားလက်သားရင်ကသားလက်သားကြောသားရင်သားမခွဲခြားရဘူးမတတ်နိုင်ဘူးမနေ့ဖြင့်ကဘလူးကိုပို့ချိန်မှာငါသားတော်လေးရေမိုးချို့ဂရိပါဆောင်နဲ့ပတ်ပြီးတော့အာလဝကဘလူးအစာကျွေးစေတဲ့တခါတည်းအမိန့်ထုတ်တာပြေးတာအဲ့ဒီမှာဘုန်းကြီးတို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကဘလူးစာသွားကျွေးတာဘုန်းကြီးထင်တယ်ပေါ့လေမနေ့9နာရီ10နာရီလောက်မှဖြစ်လိမ့်မယ်မနေ့စာဖြစ်လိမ့်မယ်သောတော်စီကြီးတော့သွားကျွေးမှာမဟုတ်ဘူးအဲ့ဒါမနေ့ကိုဒီမင်းသားလေးကိုသွားပြီးတော့ကျွေးမဲ့အချိန်ပေါ့ဘုန်းကြီးတို့မြတ်စွာဘုရားကလည်းမနေ့မိုးလင်းအာယုံချင်းတဲ့ကမလုပ်လဲလောကကြီးကိုဗုဒ္ဓတို့ရဲ့ဓမ္မရာပေါ့ကြည့်လိုက်တယ်ဒီနေ့ဘယ်တတ္တဝဝင်နေရငါဘုရားချေထုတ်ရမလဲမြတ်စွာဘုရားကလောကကိုကြည့်တဲ့အခါကျတော့ဘသူသွားမြင်တော့ဆိုလို့ရှိရင်အာလာဝကဘလူမင်းကြီးသောတာပန်တီးမယ်မြတ်စွာဘုရားကဒါတစ်ချက်သွားမြင်နောက်တက်ကဘုန်းကြီးတို့အခုဒီမင်းသားလေးရဲ့အသက်မသေးဘူးနောက်ကိုသူကလည်းအနာဂံဖြစ်မယ်နောက်အဲ့ဒီအာလာဝကဘလူကိုခြေချွတ်တဲ့ဓမ္မပိသမယတရားပွဲကြီးမှာနတ်တွေဓမ္မတွေနတ်ဘလူတွေကျွတ်တန်းဝင်လိမ့်မယ်ဆိုတာကိုအဲ့ဒီအကြောင်းမြတ်စွာဘုရားမြင်တော်မူတယ်မြင်တော်မူတော့မှဘုန်းကြီးတို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကတတ္တဝဝေနေယတယောက်ကျွတ်တန်းဝင်မယ်ဆိုလို့ရှိရင်ဘုရားသားရေဘလောက်ဝေးယူဇနာပေါင်းထောင်နဲ့ချီပြီးဝေးတော်လဲပဲဘုရားရှင်ကိုရောမြတ်ဒီကြွတော်မူတယ်ဒါကြောင့်တရားရသင်သောဒီတော်သောတိန်သောတတ္တေတရေတဝေဘောရနေပိစုံကံတော်ဝံဘောရတိဓမ္မတေရသာတိန်တော်ကျေဝန်းလာစွာတန်တရာဆိုတဲ့သမုတ်စခန်းမှာမစုံတန်းကိုမြောက်တော်မူရင်ဖြစ်ပေသောသောထောမဲခင်ခေါင်မှုဖောင်မှုထွတ်တင်သုံးလို့ရှင်ကိုရောမြတ်ဘုရားသည်တရားရာသူမေရာဖြစ်စဉ်တုန်းကဗျာဒိတ်တော်ဆင်ယုံ၍တခွင်လုံးတိုက်ဝေကိုအမြတ်ရည်ကံလံမယ်လို့တမ္မန်ရည်ရွယ်ကကရုဏာဓာတ်ဝေမြလိမ့်ဖြင့်သေတော်ဤတော်နှလုံးတော်ဓာတ်အိမ်ကိုကျဉ်းကျဉ်းဆနိုးလျက်မျိုးမျိုးတိုက်တွန်းတော်မူအပ်လေသောကြောင့်ဘောရဏေသစ္စာလေးလီခိုင်နေသည်ကိုမိတွယ်စွတ်ချူပန်းယူစင်မိပွင့်ငံဤဖြစ်ကြကုန်သောဝါမမြင့်မကြတဲ့သာလင်ပွင့်ရပွင့်ကြောင်းလမ်းကောင်းကိုမျောဆက်၍နေကြကုန်သောတတေလူအယယနာဖြာဖြာဗျာမာဗျမေသင်္စေသင်္ကြမကျွင်းများစွာဆူယုံတတ္တဝါအလုံးတို့ကိုဒီတော့ကန္တဝါမမကိုယ်တိုင်အားဖြင့်ကြွားသွားရှိကြတော်မူလျက်တရေတဝေဆင်းရဲတိုင်းမသိလိုက်လုံးတပြုံပြုံနှင့်ယုံရင်ရှုဝေသန္တနာဆိုတဲ့ဝတ်ပွေမှကျိုးစေလွန်စေကူမြောက်ကြပါစေခြင်းကြိုးငောင်းဓမ္မတေသာသာသစ္စာ၄ပါးအရင်ထားသည်
မြာပြဥသုံးတရားတော်သည်ဟူသောတကောကုံတို့ဖြင့်ဘောရတိအဝိဇ္ဇာမောင်ကဲကိုဖြိုခွဲဖြည့်စီညံတမိဖြင့်လင်းကြီးလင်းအောင်ဖုံးခေါင်ပရမေရွှေချွတ်တော်မူခဲ့လေသတည်းတတဝါတယောက်ကြွတန်းဝင်မယ်ဆိုရင်ဘလောက်ဝေးတဲ့ခရီးကိုဘုရားရှင်ကိုရောမြတ်သည်ကြွတော်မူတယ်တဲ့အာယုန်ကြီးလင်းတို့မြင်လာတော့အာလဝကကဲငါဘုရားကြွမှာပဲဆိုပြီးတော့ယူဒနာ30ဝေးတဲ့ခရီးတာဝတိကနေပြီးတော့အာလဝီပြည်အဖော်မပါဘူးတဲ့မြတ်စွာဘုရားတပါးတဲ့ကြွတော်မူလာတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်အာလဝကဗိမာန်ကိုကြွတော်မူလာတဲ့အချိန်မှာအာလဝကဘလူမင်းကမရှိဘူးတဲ့ဘယ်သွားနေတော့ဆိုလို့ရှိဟိမဝန္တာကိုသွားနေတယ်ဘယ်သွားနေတယ်ဟိမဝန္တာကိုသွားနေတယ်ဟိမဝန္တာကိုဘာသွားလှုပ်တာတုံးလို့ဆိုလို့ရှိရင်ဘေးသားရေနတ်ဘလူတွေအဲ့ဒီနေ့စီဝဲခေါ်လာတယ်လေဟိမဝန္တာတောင်ကြီးမှာမနေ့ကတည်းကဖိတ်တာရောက်လာတယ်သို့အာလဝကဘလူမင်းအာလဝီကြီးဖိတ်တာတဲ့ပေါက်ကြည့်တော့နတ်တပင်စီဝဲရှိပါသဖြင့်အရေးပေါ်စီဝဲဘယ်ရဲ့ဘယ်နဲ့နိုင်ဘယ်အချိန်အမြန်ကြွပါဆိုပြီးတော့အဲ့ဒါစီဝဲဖိတ်စာရောက်တော့အာလဝကဘလူမင်းကလည်းပြေးဆိုင်သုံးနဲ့အဲ့ဒါဟိမဝန္တာကိုစီဝဲသွားနေတဲ့အချိန်အဲ့ဒီစီဝဲသွားနေတဲ့အချိန်မှာဒီဗိမာန်ကြီးကိုဘသူကိုစောက်ခိုင်းထားခဲ့တော့ဆိုဂတ်ဒရဘလို့ခေါ်တဲ့နတ်ဘလူကြီးတစ်ကောင်ကိုအစောက်ထားခဲ့တယ်အာလဝကဘလူမင်းကြီးကသူ့မယားရှိတယ်ဘလူမကြီးပေါ့နောက်ဝေယဝဆဆောက်ရနေတဲ့မောင်မမိတ်တန်ထွေရန်သင်းမင်းတွေဒီဗိမာန်ကြီးထဲမှာနေတာပြေးတိုင်းအများကြီးပဲအဲ့ဒါတွေကိုဒလဝံပေါ့တကယ်စောက်ပေါ့ဂတ်ဒရဘလို့ခေါ်တဲ့အဲ့ဒါနတ်ဘလူကြီးတစ်ကောင်ကိုသူ့ကိုစောက်ခိုင်းထားခဲ့တာအဲ့ဒါမြတ်စွာဘုရားရှင်ကိုရောမြတ်ကကြွတော်မူလာပြီးတော့အဲ့ဒီအာလဝကဘလူဗိမာန်ရှိရောက်တော့အဲ့ဒီဂတ်တရဘလို့ခေါ်တဲ့နတ်ဘလူကသူကဘုရားတရားသံဃာယတနာသုံးပါးကြီးညို့တယ်သူကဒီဘလူကစိတ်ကောင်းရှိအဲ့ဒါနဲ့မြတ်စွာဘုရားကြွလာတာမြင်တော့လှုပ်ချီပြီးတော့ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားဘယ်ကလာလို့ဘယ်ကိုသွားမှလဲဘုရားရှင်ဘုရားဘယ်ကနေကြွလာတာလဲလို့အဲ့ဒါဂတ်တရဘလို့ခေါ်တဲ့တကစောက်ဒလဝံနတ်ဘလူကမြတ်စွာဘုရားကိုလျှောက်တော့ဘုရားရှင်ကိုရောမြတ်ကသစေတေဂတ္တရဘအကရုဝသေးယာမဣဒဣမေကရတံအိုဂတ္တရဘလို့ခေါ်တဲ့နတ်ဘလူကြီးတင့်အတွက်ဝင်မလေးဘူးဆိုလို့ရှိရင်တဲ့သစေအကရုတင့်အတွက်တကယ်လို့ဝင်မလေးဘူးဆိုလို့ရှိရင်ဣဒဣမေကရတံဝသေးယာမငါဘုရားရှင်ကိုရောမြတ်သည်ဟောဒီအာလဝကဘလူမင်းကြီးရဲ့ဘုံဗိမာန်ထဲမှာဣမေကရတ္တနဲ့ဒီတညလောက်နာနေခြင်းပါတယ်လို့ဘဂဝါဘုန်းတော်၆စုအောင်လံသူဖြစ်တော်မူသောဘုရားရှင်ကိုရောမြတ်ကအဝါစာကောင်းစွာမသွေမိန်ကြတော်မူလိုက်ပါပေသတည်းဂတ္တရဘလို့ခေါ်တဲ့ဘလူလေမင်းဒီနားနေတဲ့တကယ်စောက်လားမှန်မှာဟုတ်ပါတယ်ဖေ။အေးကွာတဲ့မင်းအတွက်ဝင်မလေးဘူးဆိုရင်ဒီတညလောက်ငါဖယားဟောဒီအာလဝကဗိမာန်ထဲမှာခဏနားကျင်တယ်။ငါသဝတိကနေလာရတာအဝေးကြီးငါနာခွင့်ပြုပါလို့အဲ့ဒါမြတ်စွာဘုရားကဂတ္တရဘထံမှာခွင့်တောင်းတယ်ခွင့်တောင်းတော့ဂတ္တရဘကဘုရားကြီးတော်မူသောမြတ်စွာဘုရားဒါတော့မဖြစ်နိုင်ဘူးဘုရားဘာဖြစ်လို့တော့အာလဝကဘလူမင်းကြီးကဒေါသသိကြီးတယ်ဘုရားအမေလည်းအမေမှမသိဘူးအဖေလည်းအဖေမှမသိဘူးဆရာသမားလည်းဆရာသမားမှမသိဘူး
ရားတရားဆိုတာလဲဝေလာဝေးဖရာအမတန်စိတ်ကြမ်းကိုကြမ်းတဲ့ဘလူမင်းကြီးဖြစ်ပါတယ်ဗျာရှင်ဘုရားတခြားနေရာမှာသွားတဲပါကတ္တရဘာကမြတ်စွာဘုရားကိုဒီအလာဝကဘလူအကြောင်းကိုပြောပြပြီးတော့တားဒါတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကဟိုကိစ္စမရှိပါဘူးကွာရပါတယ်မင်းနာခွင့်ပြုဟာတပည့်တော်ခွင့်မပြုရဘူးဘုရားနှစ်ကြိမ်သုံးကြိမ်တိမြတ်စွာဘုရားရှင်ကိုရောမြတ်ကထတောင်းဆိုတယ်ငါဒီဗိမာန်ထဲမှာငါတညတာနေခွင့်ပေးပါရှင်ဘုရားအာလာဝကကဒေါသကြီးတယ်နော်ဘုရားမမသိတရားမမသိနဲ့ရှင်ဘုရားပြဿနာတက်မှကြောက်လို့တပည့်တော်ရှောင်းနေတာတခြားနေရာမှာတော့သွားတဲ့ပါကိုရောဒါနဲ့မြတ်စွာဘုရားကဟဲ့အာလာဝကစိတ်ဆိုးတာတွေဒေါသကြီးတာတွေမိဘမှန်းဆရာမှန်းကျေးဇူးတရားမှန်းမသိတတ်တာတွေကိုပြောမနေပါနဲ့ကွာအဲ့ဒါတွေငါတောင်းဝန်ထားလိုက်မင်းမှဘာတောင်းဝန်မှမဖြစ်စေရဘူးတညတော့ငါ့ကိုနားနေခွင့်ပြုဘာလို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကအဲ့ဒီဂတ္တရဘဘောကိုတောင်းဝန်ပုံကြမယ်ဟာတွေကိုဘုရားကတောင်းဝန်ခံလိုက်တယ်မင်းကိုဘလူမင်းကြီးဘာမှမပြောစေရဘူးမင်းတောင်းဝန်မရှိသေးတဲ့ဖြစ်သည်မြတ်ပြဿနာငါရှင်းမယ်ဘာမှလို့ရှင်းရှင်းပြောရင်မင်းတောင်းဝန်မရှိသေးအောင်ငါတောင်းဝန်လို့ပြောလိုက်အဲ့ဒီလိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကသုံးချိန်တိတိတောင်းဆိုတဲ့အခါကျတော့အဲ့ဒါဆိုရင်လည်းပဲရှင်ဘုရားရဲ့ရှင်ဘုရားနေခြင်းနေမနေခြင်းနေတဲခြင်းတဲမတဲခြင်းနေအိတ်ခြင်းအိတ်မအိတ်ခြင်းနေတပည့်တော်ကတော့တပည့်တော်တာဝန်ရှိတဲ့အတိုင်းအာလာဝကဘလူမင်းကြီးကိုသွားပြောရပါလိမ့်မယ်ဆိုပြီးအဲ့ဒါမြတ်စွာဘုရားဥချပြီးတော့အဲ့ဒီဂတ္တရဘလို့ခေါ်တဲ့ကဇောက်ဘလူကပရိသတ်ဟိမဝန္တာလိုက်သွားတာဘယ်လိုက်သွားဟိမဝန္တာလိုက်သွားတဲ့ဟိမဝန္တာမှာမလုပ်နေလဲစီဝေဝဲထိုင်နေတယ်မလုပ်နေလဲစီဝေဝဲထိုင်နေတာအဲ့ဒါအာလာဝကဘလူကြီးကလည်းတရထိုင်ကြီးပေါ်မှာဖိုင်မဲကြီးကိုင်လို့ပေါ့ဗျာမိမကြီးထိုင်တဲ့စီဝေဘာပြောမလဲအကုန်ရေးမမှတ်မှာပေါ့သူကလည်းအဲ့ဒါသူစီဝေဝဲထိုင်ကြည့်စီဝေဝဲနားထောင်တဲ့ဗာတွေပြောလဲဟိုမှာဝတ်တော်ဝဏနမင်းကြီးကစီဝေဝဲခေါ်ထားတာဟိုနတ်ဘလူကြီးကဘယ်လိုပဲရာထူးတက်ဟိုနတ်ဘလူကြီးကဘယ်နေဟိုပြောင်းဟိုနတ်ဘလူကြီးကဘယ်ဟိုရွှေ့ဒီလိုသူကစီဝေဝဲထိုင်ပြီးတော့အရွှေ့အပြောင်းတွေလုပ်နေပုံရတယ်အဲ့ဒါကိုစီဝေဝဲထိုင်နေတဲ့အချိန်ကိုဟိုဂတ္တရမလို့ခေါ်တဲ့နတ်ဘလူကအဲ့ဒီဘေးနာကနေကိုခါးလေးကုန်းပြီးတော့ဝင်သွားပြီးတော့ပရိသတ်ဘာသွားလို့လဲအာလဝကဘလူကိုလက်သွားတို့တာအာလဝကဘလူကိုလက်သွားတို့ပြီးတော့ဗာပြောလဲယေကေအယဇာနေယတိသောဘဂဝါဒုမကံဘဝေနိနိသိဏောယေကေအယဇာနေယတိသောဘဂဝါဒုမကံဘဝေနိနိသိဏောအာလဝကဘလူမင်းကြီးတေမလူမင်းကြီးရဲ့ဗိမာန်ထဲမှာသောဘဂဝါထိုရှိဘုံတော်သခင်ဘုရားရှင်ကိုရောမြတ်ကြီးသည်နိသိဏောထိုင်ပြီးတော့နေပြီသူကသွားပြောတာဘလူမင်းကြီးရဲ့ဗိမာန်ထဲမှာအဲ့ဒါမြတ်စွာဘုရားရောက်နေတယ်ဘုရားဝင်ထိုင်နေတယ်အဲ့ဒါကျွန်တော်သတင်းလာပို့တာအဲ့ဒီလိုလေပြောလဲပြလဲကောဘိယတိုင်အာလဝကဘလူကတရောင်နဲ့တက်ပြီးတော့ဟေးကောင်တိုးတိုးပြောစမ်းပါအာလဝကကအန်တိပြီးတော့ဟေးကောင်တိုးတိုးပြောစမ်းပါဘေးလူတွေကြားရင်ရှက်စရာကြီးတဲ့မင်္ဂလာမရှိတဲ့ယဟန်ဂေါရမကရုံယုတ်ငါဗိမာန်နဲ့ဘောင်းဝင်လုံးတာမင်းကွာမင်းအဆောက်ထားကြရတဲ့နဲ့ဘလူအန်ကျိတ်တာဘလူကလုံးလဲဘိယတိုင်အန်ကျိတ်ပြီးတော့တိုးတိုးပြောစမ်းပါကွာမင်းလူကြားထဲလာပြီးတော့ဘလူကြားထဲလာပြီးတော့လူကြားနဲ့ဘလူကြားလွဲနေမှာကြောက်လို့လူစည်းဝဲမဟုတ်ဘူးနော်ဘလူစည်းဝဲမင်းဘလူကြားတွေလာပြီးတော့ရှက်စရာကောင်းလိုက်တော့ကွာတခြားဘလူတွေကြားရင်ရှက်စရာကြီးမင်းဘာဖြစ်လို့လာអော်နေတာလဲအဲ့တော့ဘုန်းကြီးကဆင်းသားတယ်ဘုရားဒီမြတ်စွာဘုရားကြွလာတာ तू ဘာရှက်စရာရှိတယ်လေသူ့စိတ်ထဲမှာကဘုရားကိုဘုရားလုံးမှမသိပဲနဲ့မင်္ဂလာမရှိဘူးကရုံတုံးလာတာကြက်တရေရုပ်တယ်ဘာညာဆိုဘုရားတရားမှမကြည့်လို့ပဲအဲ့တော့ဘုန်းကြီးတို့ပြည်သားဒီနေရာမှာဥပမာလေးတစ်ခုနားလည်တာဥပမာတစ်ခုနားလည်တာဆိုတာဒီလူကြားသူကြားထဲမှာဒါအကြောင်းလာပြောတာသူသိချက်တာပဲတဲ့ဥပမာတစ်ခုနားလည်တာကအခုတရားနာနေတဲ့ပြည်သားကြားထဲမှာအိမ်ကလူတယောက်ကလာတယ်ကိုနဲ့ဝန်တာလက်လာတော့တယ်အမေဘာလို့မြန်လို့အမေဘုန်းကြီးကတရားရှိတယ်လားမသိဘူးမပြီးတော့ဘူးမြန်လို့အမေအိမ်ကိုပြန်လာအောင်ဘာဒီလိုလဲအိမ်မှာဟိုမှာအမေသားအမှုသမားရောက်နေတယ်အဲ့လိုလာပြောရင်တို့ပြောဘုံတွေကြောက်နေမှာရှက်စရာကြီးဒီလိုနေမှာပေါ့
စဉ်းစားကြည့်လိုက်တာဥပမာပေးလိုက်တာဟုတ်တယ်မဟုတ်လားအကျဉ်းသမားရအောင်အမေကအကျဉ်းသမားရအောင်တော့ပါညီမလူကြတဲ့ချက်တော်အမေနောက်မှလိုက်လာနေမယ်တော်ဒီလိုပြောမှာပေါ့ဒီတိုင်းပဲလေအာလဝကလည်းဂရဘကိုဘာပြောလဲဆက်ဆရာကြီးလူကြတဲ့ဒါလာပြောနေတာခရုံးရုပ်ရောက်နေတာမင်းတို့ပြောစမ်းပါကွာဘလူကြတဲ့လာပြောနေတာငါသိခါကြတယ်ကွာဟဲ့ကောင်မင်းတို့ပြောအဲ့ဒါနဲ့မြတ်စွာဘုရားကိုမင်္ဂလာမရှိတဲ့သူဆက်ဆရာကောင်းတဲ့သူလို့အာလဝကအဲ့ဒီလိုထင်ပြီးတော့အာလဝကဘာလုပ်လဲဘသူ့ကိုမှမပြောဘဲနဲ့ပရိသတ်အာလဝကဘလူမြင်ကိုနဲ့ဘာလုပ်လာလဲရှိဝဲဝဲကထွက်လာအာလဝကဘယ်ကထွက်လာရှိဝဲဝဲကထွက်လာစိတ်လဲတော်တော်သိုးသွားတယ်ပရိသတ်ဒီစငါဗိမာန်နဲ့ငါခွင့်ပြုချက်မရဘဲနဲ့ဝင်တာဘာမို့လို့တော့ဆိုပြီးတော့အဲ့ဒါတက်ကလည်းဟိမောဟန္တာကနေပြီးတော့သူနေတဲ့အလုံးကြီးဗိမာန်ကိုသုံးနဲ့နောက်ကဂရဘကဆရာကြီးခင်ဗျာဟဲ့ကောင်ဆရာကြီးတော့မြခါသုံးလိုက်လာခဲ့ရှိကနေတက်ကလည်းလောနဲ့သွားတော့ပရိသတ်ရေသူတို့အဲ့ဒီမှာလာနေတဲ့အချိန်အဲ့ဒီနတ်တပင်ရှိဝေးပွဲကိုနောက်ကြလို့နမင်းကြီးနှစ်ပါးကြံနေသေးတယ်သာတာဂီရိနဲ့ဟေမဝတ္တတဲ့ဘယ်သူလဲအဲ့ဒီနတ်မင်းကြီးနှစ်ပါးကလည်းသူတို့နတ်ဘလူကြီးတွေပဲအဲ့ဒါဗိမာန်ကနေပြီးတော့သူတို့ဗိမာန်ကနေပြီးတော့ဟဲ့ကိုသာတာဂီရိရေဟဲ့ကိုဟေမဝတ္တရေအဲစီဝဲဝဲနောက်ကျနေပြီးသုံးသွားကြဆိုသူတို့ကအဲ့ဒီအလုံးကြီးဒီဘောကဖြတ်သွားတာမြတ်စွာဘုရားကအာလဝကဗိမာန်ထဲမှာဆိုတော့သူတို့တဲ့တကူအနန္တကြီးတော်မူတဲ့မြတ်စွာဘုရားသတင်းသုံးနေတဲ့ဗိမာန်မှာသူတို့ဖြတ်သွားတော့ခါတဲ့ချက်ချင်းအောက်ကိုပြုတ်ကြဟာခါတိုင်းဒီအာလဝကဗိမာန်ကသွားရင်ငါတို့ဒီလိုအောက်ကိုပြုတ်မကြဘူးအခုပြုတ်ကြတယ်ဧကနာတော့ဧကနာပဲအဲ့ဒီသန္တာဂီရိနဲ့ဟေမဝတ္တတို့ကသောတာပန်အရိယာနတ်ကြီးတွေအကြောင်းတူရှိတဲ့ကိုတာတာဂီရိလာကြည့်ကြစို့ဆိုပြီးတော့အာလဝကဗိမာန်နဲ့ဝင်ကြည့်တော့ပရိသတ်ရဲ့အဲ့ဒါမြတ်စွာဘုရားကိုတွေ့တာဘယ်သူတွေ့တာအာလဝကဗိမာန်နဲ့အဲ့ဒါမြတ်စွာဘုရားသတင်းသုံးနေတယ်ဟဲ့ဆိုအဲ့ဒါသူတို့ကလည်းမြတ်စွာဘုရားဥသုံးနေချပြီးတော့ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားတပည့်တော်တို့ရှိဝဲဝဲမမိမှဆိုလို့အပြန်ကြမှာဝင်မယ်နော်တပည့်တော်တို့ဥတိုက်ပါရဲ့ဖခင်ဆိုပြီးတော့အဲ့ဒါသူတို့ကလည်းသုံးနဲ့အဲ့ဒီဗိမာန်ကိုကွင်းပြီးတော့ကောင်းဝင်ကနေပြန်တက်သွားတာကောင်းဝင်ကနေပြန်တက်သွားတဲ့အခါကျတော့ဟိုမှာအာလဝကနဲ့လမ်းနဲ့ဆုံရတယ်အာလဝကနဲ့လမ်းနဲ့ဆိုတော့ဒီကသောတာပန်အရိယာနတ်ကြီးတွေလှုပ်လေးရှိလို့ကိုအာလဝကကြီးခမများတော်ဗျာတေကံကောင်းတာပဲအဲ့ဒါကိုဘုန်းကြီးတို့သာတံဂီရိနဲ့ဟေမဝတ္တတို့ကအာလဝကဝန်းတောင်အောင်လို့ဆိုပြီးတော့သူကဒါပြောတာဟုတ်မင်းတော့ထီပေါက်တာပဲကွာအာလဝကရေဟိုကသူ့ဗိမာန်နဲ့မြတ်စွာဘုရားဝင်နေတာကိုသဘောမကျပါဘူးဆိုဟိုနတ်ဘလူတယောက်ကအလိုက်ခါဆုံးမသိပဲနဲ့ထီပေါက်တာတွေရောဟာခင်ဗျားတော့ကန်တက်ပြီးတော့စမ်းတက်ပြီးတော့သွားပြောတော့ဘုရားသားရဲ့အာလဝကစိတ်တယ်ဘယ်လိုဖြစ်လဲစိတ်ချိုးတယ်တဲ့အာလဝကဘာဖြစ်လဲလာဘဝတ္တတေအာဟုသောအာလဝကယတ္တတေဘဝနေဘဂဝါနိသိဏောလာဘဝတ္တတေအာဟုသောအာလဝကယတ္တတေဘဝနေဘဂဝါနိသိဏောအာဟုသောအာလဝကငါရှင်အာလဝကယတ္တတေအကျဉ်သိမ့်ဤဘဝနေဗိမာန်ထဲမှာဘဂဝါဘုန်းတော်၆ပါးသခင်ဘုရားရှင်ကိုရောမြတ်ကြီးသည်နိသိဏောကောင်းစွာမသွေတရင်သုံးရနေထိုင်ပါပေမည်ဒါသာတေထိုအာလဝကတင်မလို့မင်းကြီးဤလာဗံလက်တို့သည်သူလတ္တဝတ္တာအယတော်လေးသောတကားရဲ့လောအဘာတိကောင်းစွာမသွေပြောကြတော်မူလိုက်ပါပေတည်းအဲ့ဒါတတ္တဂီရိနဲ့ဟေမဝတ္တတို့ကကိုအာလဝကတို့များဗျာအယတော်လိုက်တာဒီစမ်းတရားသူတွေဆိုလို့ရှိရင်မြတ်စွာဘုရားကိုဘုန်းမြင်ခြင်းလွန်းလို့တရားနာခြင်းလွန်းလို့မရရအောင်မကြွအောင်သွားပြီးတော့မြတ်စွာဘုရားကိုပင့်ရတယ်ဒါတောင်မှမြတ်စွာဘုရားပင့်ထားတာနဲ့တိုက်ဆိုင်နေတရားမနာရဘူးဖူးလည်းမဖူးရဘူးခမည်းတော်တကယ်ကံကောင်းတယ်ဗျာပင့်လည်းမပင့်ရဘဲနဲ့တိုက်ဆိုင်ခမည်းဗိမာန်နဲ့မြတ်စွာဘုရားသတင်းသုံးတယ်ကံကောင်းတယ်ဗျာကံကောင်းတယ်ဗျာနဲ့ကောင်းငင်ပေါ်မှာနတ်ဘလူကြီး၃ယောက်ပြောနေတယ်
အဲ့တော့ဘုရားကိုအမြင်ကပ်ပြီးတော့ဒေါသထွက်နေတဲ့အာလဝကကောနာမသောဘဂဝါမယမမဘဝနေနိသိဏောသိစိုးမှန်စိုးနဲ့ပြောလိုက်တာကောနာမသောဘဂဝါမယမမဘဝနေနိသိဏောတို့နေသမအောင်ကိုသတ္တဂိရိနဲ့ဟေမဝတ္တတို့ခမည်းတော်ပြောနေတဲ့ဘုန်းတော်ကြီးဘုရားဆိုတဲ့သူကကျုပ်ဗိမာန်ထဲကိုကျုပ်ရဲ့ခွင့်ပြုခြင်းမရဘဲနဲ့ဝင်နေတယ်ဆိုတာတော့ပိုင်နဲ့ကျူးကျော်မှုပဲဘာဘဂဝါလဲဘာခရားလဲခမည်းတော်ကဗျာစဉ်းစားကြည့်စမ်းပါဦးခမည်းတော်ဗိမာန်နဲ့ဒီလိုမပြောမဆိုပဲနဲ့ခမည်းတော်ဗိမာန်နဲ့ဝင်နေတယ်ခမည်းတော်ဘယ်လိုရှိမလဲကိုချင်းစာကြည့်ပေါ့ဗျာကောနာမသောဘဂဝါမယမမဘဝနေနေသိမ့်တော့ဘာလဲခမည်းတော်ပြောတယ်ဘာဘုန်းတော်ကြီးဘုရားလဲဘာဘဂဝါအဲဒီလိုစိတ်ဆိုးမှန်ဆိုတဲ့ဘုရားသားရဲ့အာလဝကတတ္တဂိရိနဲ့ဟေမဝတ္တနတ်ဖြစ်မူကြီးနှစ်ယောက်ကိုတကားတဲ့အဲ့ဒီမှာကောင်းကင်မှာရန်တွေ့တာအာလဝကအဲ့တော့ဘုန်းကြီးတို့ကစာပေများမှာပေါ့အတ္တဒတ္တတတ္တကထာဒုက္ကတာဒုသီလကသီလကထာဒုက္ကတာဒုပညာတပညာကထာဒုက္ကတာကုတိတတဝိရိယဗန္ဒတကထာဒုက္ကတာလို့ဒေသနာတော်များမှဒီလိုပြောထားတာရှိတယ်။ဟောတတ္တဂိရိနဲ့ဟေမဝတ္တတို့ကသရံတရားတွေဖြစ်ပေါ်လာအောင်လို့အာလဝကကိုပြောတာ။သို့တော်ဘိယတိုင်အတ္တဒတ္တသရံတရားမရှိသောသူအတွက်တတ္တကထာသရံတရားသည်ဒုက္ကထာတဲ့အဲ့ဒါသူ့ကိုဆဲတာနဲ့အတူတူပဲတဲ့။သရံတရားမရှိတဲ့ပုဂ္ဂိုလ်တွေကိုသရံတရားနဲ့ပတ်သက်လို့သွားပြောရင်အဲ့ဒါသူသိစိတ်ညစ်တဲ့နားမထောင်နိုင်ဘူး။ဆဲနေတာနဲ့အတူတူပဲတဲ့လူတာပေးတာတဏ္ဍကန္နာဥပုသ်ဆောက်တာတရားနာတာဝါဒနာမပါတဲ့ပုဂ္ဂိုလ်တရားတရားမရှိတဲ့ပုဂ္ဂိုလ်ကိုသွားပြီးတော့တရားနာသွားရအောင်ဗျာဥပုသ်ဆောက်သွားရအောင်ဗျာလူရတန်းရအောင်ဗျာလို့အဲ့လိုသွားပြောသူနာတဲ့သူလာဆဲနေတယ်လို့ပဲတဲ့ဘာဖြစ်လို့တော့ဆိုရင်တရားတရားမရှိလို့ဘာဖြစ်လို့လဲတိုင်းဆိုလိုက်ပါတရားမရှိညာထိုသူအားတရားစကားဟာသူ့ဆဲတာတရားမရှိညာထိုသူအားတရားစကားဟာသူ့ဆဲတာသူ့လာဆဲနေတာနဲ့တူတူပဲတဲ့တတ္တဂိရိနဲ့ဟေမဝတ္တတို့ကတော့ဝမ်းမြောက်ဝမ်းသာဖြစ်အောင်လို့ပြောတာဒါပေမဲ့တရားတရားမရှိတဲ့အာလဝကသူ့နားတဲ့ငါဒီနမင်းကြီးနှစ်ပါးငါလာဆဲနေတာနဲ့တူတူပဲနောက်တခါဘုရားရှင်ကိုရောမြတ်ကဘာပြောလဲဒုံသီလတသီလကထာဒုက္ကတာဒုသီလတသီလမရှိတဲ့ပုဂ္ဂိုလ်အတွက်သီလကထာသီလနဲ့ပတ်သက်တဲ့စကားသည်ဒုက္ကတာသူ့ကိုဆဲရည်နေတဲ့ပုံသဏ္ဍာန်နဲ့တူပါတယ်လို့တထဗံကောင်းစွာမသွေမသာတိုက်ပါပေပြီတကားဆိုလိုက်ပါသီလမရှိညာထိုသူအားသီလစကားဟာသူ့ဆဲတာသီလမရှိညာထိုသူအားသီလစကားဟာသူ့ဆဲတာငါးပါးသီလထဲမှာသူများတမတန်နဲ့သွားပြောတတ်နေတဲ့လူသူများတမတန်နဲ့မင်းကွာအကုသိုလ်တွေလုပ်နေတာမလုပ်ကောင်းဘူးကွာသွားပြောဟာဒီကောင်ကလာဆဲနေတာသူမရှိခိုးတဲ့တခိုးလည်းမခိုးနဲ့လို့သွားပြောသူဆဲနေတာသူသားမယားစော်ကားနေတဲ့ကောင်လည်းပဲမစော်ကားနဲ့ဘယ်လိုဖြစ်တယ်ညာလိုဖြစ်တယ်ဒုသနာတော့အပြစ်ကြီးတယ်လောဟဂုံကြီးငရဲခံရတယ်ပြောကျင်တာသွားပြောအဲ့ဒါသူဆဲနေတာပဲလိန်ပြောတဲ့ပုဂ္ဂိုလ်သွားပြောဟဲ့မလိန်နဲ့ဆိုလဲသူဆဲတာပဲလေသူကလိန်ရမှာကိုသမင်းသားလို့ဝင်နေအဲ့လိုပြောတယ်သူများအတင်းအဖြစ်ပြောနေတဲ့မုဒ္ဒဝါဒဝတိကံ၄ပါးဆဲတာဆိုတာကြမ်းကြမ်းတမ်းတမ်းစကားတွေပြောတာအတင်းအဖြစ်နေပြောတာဂုံးတိုက်တာအဲ့ဒါဝါဒနာပါတဲ့ပုဂ္ဂိုလ်တွေကိုသွားပြီးတော့မလုံးနဲ့မလုံးနဲ့လို့သွားပြောရင်သူ့ဝါဒနာသူမစွန့်နိုင်ဘူးအဲ့ဒါကြောင့်သူ့ကိုလာဆဲနေတာနဲ့တူတူပဲတဲ့သူရာမေလေးကအရက်တောက်တဲ့ပုဂ္ဂိုလ်အရက်တောက်ရင်ဘယ်လိုဖြစ်တယ်မတောက်နဲ့ပါကွာသွားပြောကြည့်အဲ့ဒါသူ့လာဆဲနေတာနဲ့တူတူတဲ့အရက်သမားကအဲ့ဒါတိတ်တပေတဲ့ဆရာကြီးတစ်ပါးဟောတာဘုန်းကြီးတို့ကြားလိုက်ရတဲ့အရက်သမားတွေအကြောင်းပြောတာဟာဘာသာလေးနားထောင်ကြည့်တဲ့အခါကျတော့အရက်သမားတွေကပြောတယ်တဲ့အရက်ဆိုတာတောက်ကောင်းတယ်ဘာဖြစ်လို့လဲအဲ့ဒါမအိုတဲ့ဆေးတဲ့ဘာဆေးတယ်လဲဘုန်းကြီးတို့ပြတဲ့အရက်ဆိုတာဘာဆေးတယ်လဲဘုန်းကြီးတို့ယောဂီတို့အိုကျင်လားမအိုကျင်ဘူးလားဘယ်မှန်တိုင်းပြပါမအိုကျင်ဘူးအိုကျင်လားမအိုကျင်ဘူးလားမအိုကျင်အရက်တော့ဘုန်းကြီးကကျမ်းကျမ်းဖတ်မှဘယ်နဲ့အရက်ဟာမအိုတဲ့ဆေးဆိုဆရာကြီးကရှင်းပြတယ်ဟုတ်တယ်တဲ့သူပြောတာမှန်တယ်တဲ့
ဘာဖြစ်လို့လဲအရက်ကြက်တောက်ပါများတဲ့အခါကျတော့ငယ်ငယ်ရွယ်နဲ့သိတာဟုတ်သူဘယ်မှာအိုလိုက်ရလို့တော့ဟုတ်တယ်မဟုတ်လား80 90နေရလားအရက်သမား80 90 100နေရတယ်လို့ကြားဘူးလားငယ်ငယ်ရွယ်နဲ့ပါဖြစ်အဲ့ဒါကြောင့်မအိုနဲ့ဆေးရ